ကျောင်းလာကားတွေရောကျူရှင်လာကားတွေရောအများကြီးကုန်နေရတဲ့အထက်မှာ guide ထက်ခေါ်တာကရောမလိုဘဲနဲ့ကုန်နေတဲ့အပိုကုန်ကြစိတ်တစ်ခုလားပေါ့ဆိုတော့အဓိကကမိဘတွေအတွက်ဖြစ်ကျောင်းသားတွေအတွက်ပဲဖြစ်ပေါ့နော် guide ဆိုတာကပေါ့နော်ဘလို့အခြေအနေမျိုးတွေမှာခေါ်တဲ့နာလဲအပိုမြန်တကယ်ပြန်ကုန်နေရလားပေါ့တကယ်ကတော့ဒီနေရာမှာပြပေးနေတာက guide မခေါ်ထားတဲ့ကလေးဆိုလို့ရှိရင်ကိုယ်တိုင်ကိုကြစာပြန်လုပ်နိုင်ရမယ်ကိုယ်တိုင်ကိုကြဒီတရက်စာတရက်တစ်ဖက်စာတစ်ဖက်ပေါ့နော်ဖြေလိုက်တိုင်းစာမွဲတွေတိုင်းမှာလည်းကိုယ့်ရဲ့ဒီစာတွေကိုပုံမှန်အချိန်မှန်တေချာလုပ်သွားနိုင်တဲ့ကလေးဆိုရင်တော့ guide ကခေါ်ဖို့အတွက်တိတ်မလိုပဲနဲ့ကုန်ကျစရိတ်လည်းတိတ်ပြီးတော့ကုန်မှာမဟုတ်တော့ပါဘူးအဲ့လိုမဟုတ်ပဲနဲ့ကိုယ့်ရဲ့ကလေးပဲဖြစ်ကိုယ်တိုင်ကចောင်းသားဖြစ်နေရဆိုလို့ရှိရင်လည်းနေ့တိုင်းစာကပြန်မလုပ်နေဘူးတေချာစာကိုလည်းကြည်စင်ညက်လုပ်ထားမနေဘူးအခြေခံလည်းပိုင်မနေဘူးဆိုလို့ရှိရင်ကြတော့ကိုယ့်ရဲ့ဘေးနားမှာတူတူလုပ်ပေးနိုင်မယ်ဆရာဆရာမ guide တွေဆိုတာကလိုလာပါတယ်ဆိုတော့ဒါကြောင့်မို့လို့ guide ခေါ်ရဲဆိုတာကအပိုကုန်တဲ့ကုန်ကြစရိတ်လို့မတင်မနဲ့ကိုယ့်ရဲ့ဒီကုန်လိုက်တဲ့ပမာဏအထက်ပေါ့နော်ပြန်ရလာမယ်ဒီအခြေခံပိုင်လာမဲ့ပေါ့နော်ပညာရေးရဲ့ရလက်တစ်ခုကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘတွေအနေနဲ့လည်းကုန်ကျစရိတ်တစ်ခုလိုမမြင်မဲနဲ့လိုအပ်ချက်တစ်ခုလိုပဲမြင်ပေးစေချင်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ guide ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဆရာမတွေခေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီတကိုင်းမြန်မာမှာအဆင်သင့်ရှိနေပါတယ်လာရောက်ပြီးတော့မှမေးမြန်းဆက်သွယ်နိုင်ပါတယ်